ကိုတို့ကကိုတယောက်တည်းလောကကြီးထဲမှာရက်တည်လို့မရဘူးဟုတ်တယ်မို့လားအ ਨੇ ဆုံးကိုမိသားစုရှိတယ်နော်ကိုနဲ့ပေါင်းတင်ဆက်ဆက်နေတဲ့လူတွေရှိတယ်လို့ဖို့ကင်ဘက်တွေရှိတယ်အကုန်လုံးကိုဘုန်းတို့ရဲ့စိတ်တွေကများသောအားဖြင့်ကိုဘဝအကြောင်းကိုတွေးတောကျက်စားပြီးတော့နေတာတဲ့သူများဘဝသူများအကြောင်းတွေကိုတွေးတောကျက်စားနေတာတွေကအပုပ်ကြီးတောင်များမယ်လို့ထင်အဲ့ဒီအနေထားလေးကိုတွေးကြည့်လိုက်အဲ့လိုနေတဲ့အခါမှာဘုန်းတို့စိတ်တွေကဒီပဝန်းကျင်သက်ရှိသတ္တဝါတွေရဲ့ပုံမှာဘယ်လိုသဘောထားတွေနဲ့နေကြတာများသလဲကိုဖြစ်ချင်တာလေးဖြစ်ရင်တစ်မျိုးကိုဖြစ်ချင်တာမဖြစ်ရင်တစ်မျိုးဆိုတဲ့တုံ့ပြန်ချက်နဲ့နေတာပဲဟုတ်တယ်မို့လားတော့လူတွေပုံမှာသဘောထားတတ္တဝါတွေပုံမှာသဘောထားဘာမှသိပ်ပြီးတော့မမြင့်မြတ်လှဘူးပေါ့နော်ကို့အလိုကြတယ်ကိုကြိုက်တယ်ဆိုလို့ရှိရင်ပြုံပြုံပြုံနဲ့အဲ့ဒါလည်းသူ့ကိုမျက်နှိုးလို့မျက်နှိုးတာမဟုတ်ကို့အလိုလေးကြည်သွားလို့မျက်နှိုးလိုက်တဲ့ကိစ္စဟုတ်တယ်မို့လားကို့အလိုမပြည့်တော့ဘူးကိုသဘောမကျတော့ဘူးဆိုတာနဲ့ဘာဖြစ်သွားတာလဲဟာတခါတည်းမြင်ကပ်သွားတော့တာပူလောင်မှုတွေကို့မှလည်းဖြစ်တယ်သူ့ဘောတုံ့ပြန်တာတွေကလည်းမကောင်းမွန်တော့ဟုတ်လားအဲ့တော့လူသားတွေပေါ်မှာအထူးသဖြင့်လူသားတွေလိုပဲပြောကြမှာအထူးသဖြင့်ကိုယ်နဲ့နီးစပ်တဲ့လူတွေရဲ့ပုံမှာကိုဘလို့သဘောထားသလဲဆိုတော့မလို့တစ်မျိုးလိုတစ်မျိုးသဘောထားနေတာဟုတ်တယ်မဟုတ်လားအဲ့လိုပြောခံရတော့စိတ်ထဲမကျေနပ်ဘူးလို့မြန်ရှိသလားမရှိနဲ့တော့ဒါတကယ်ပဲဟုတ်တယ်မဟုတ်လားပြန်ပြီးတော့ကိုယ်စိတ်ကလေးကိုအမိဖမ်းကြည့်လိုက်ပတ်ဝန်းကျင်ပေါ်ဘလို့သဘောထားရလဲကိုလိုရင်တစ်မျိုးကိုမလိုရင်တစ်မျိုးလိုတယ်မလိုဘူးဆိုတာလည်းပဲကိုယ်ဆန္ဒပြည့်ရင်တစ်မျိုးကိုယ်ဆန္ဒမပြည့်ရင်တစ်မျိုးပေါ့ကို့မှာလမ်းကြောင်းချပြီးတော့သူတို့ဘလို့ပဲနေနေငါသူတို့အပေါ်မှာအေးချမ်းချမ်းမြင့်မြင့်မြတ်မြတ်လေးသဘောထားမယ်ဆိုတဲ့စိတ်မျိုးဘုံဘုံတို့မမွေးသင့်ဘူးလားမွေးသင့်တယ်အဲ့ဒါဗြဟ္မဝိဟာရတရား၄ပါးနဲ့နေဖို့အတွက်အဲ့ဒါအလွန်အခြေခံကြတဲ့အတွေးအမြင်ပဲဟုတ်လားဗြဟ္မဝိဟာရတရား၄ပါးဆိုတာကတတ္တဝါတွေရဲ့ပုံမှာမြင့်မြတ်တဲ့သဘောထားလို့ဘုံဘုံကအဲ့လိုလေးလွယ်လွယ်လေးနားလည်စေခြင်းလားအထူးသဖြင့်လူတွေရဲ့ပုံမှာကိုယ့်ရဲ့မြင့်မြတ်တဲ့သဘောထားလေးပဲသူတို့ဘလို့နေတာမနေတာသူတို့ဘာညာအဲ့ဒါကဘာမှမဆိုင်ဘူးဒါသူကန္တာလေဟုတ်လားကိုကမေတ္တာပို့တာနဲ့သူတို့ကောင်းပေးရသူတို့ကောင်းပေးမှကိုကမေတ္တာပို့မယ်ငါမင်းကိုမေတ္တာပို့တော့မယ်မင်းကောင်းပေးဖို့တော့လိုတယ်စီကံချက်တွေလျှောက်ချမှတ်เสียမလိုဘူးလေဒါသူ့ဘဝသူ့ပိုင်းတာသူ့စိတ်သူ့နေခြင်းလို့နေသူဖြစ်ခြင်းလို့ဖြစ်ဒါသူကန္တာဟုတ်တယ်မဟုတ်လား